ဒီနေ့ကတော့မမီဖြိုးအတွက်အာဟာရရှိပြီးတော့ထမင်းမိတ်စီတဲ့ဘလို့ဟင်းလျာလေးတွေကိုချက်ပေးမလဲဆိုတာတော့ဘလော့လေးမှာအဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာကဲကျုပ်ဖောက်ချက်လေးထည့်မယ်အရင်ခွဲရတော့ဖြိုးရကျုပ်ဆိုရင်ဖောက်ချက်ချက်တာကိုကြိုက်တယ်ခလေးမွေးထားပြီးတဲ့ဝေးရကြမဲ့ပုံမပေါ်ဘူးအကုန်စားကောင်းနေရောဟိုလာမင်းလေးလာမင်းလေးလာမင်းဝိုင်းဝိုင်းလေးဟိုလာမင်းလေးပမာတာတာတာပမာတာမိမကြီးဒီနေ့ဘိုင်းစားကြည့်တယ်ဒီနေ့မိမလေးကိုကျုပ်ဖောက်ချက်လေးချက်ကြည့်ပါကျုပ်ကကျတော့ protein ထပ်ပါတယ်ဆိုတော့ကျုပ်ဖောက်ချက်လေးချက်ပြီးပါပြီးတော့အစိမ်းပုတ်လေးနဲ့ချက်ပြီးတော့အဝိုင်းမချက်နဲ့အတော့ကကျတော့မြင်းခွဲရရှိတာမြင်းခွဲရတော့ဒီကတော့အဆင်ပြေရတယ်ချက်လိုက်ရအဲဆိုကော်ပီတို့ဟင်းကားလေးချက်လိုက်မယ်နော်အေးမရှိရလို့လေကဲဒါဆိုရင်တော့မမီဖြိုးစားကြည့်တဲ့ဟင်းလေးတွေကိုချက်ဖို့အတွက်အရင်ဆုံးကြက်သွန်ဖြူလေးတွေနဲ့ကြက်သွန်နီလေးတွေကိုအခွန်ခွာပြီးတော့ပပလှီးထားပေးရပါမယ်ပြီးရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီလေးတွေကိုငရုတ်စုံနဲ့ထည့်ပြီးတော့ကြည်ညက်နေအောင်ထောင်းထားပေးရပါမယ်ပြီးရင်တော့မကြီးရဲ့အတွက်မကြီးသီးလေးကိုရေလေးထည့်ပြီးတော့နေထားပေးရပါမယ်ပြီးရင်တော့ဒေဝထဲကိုစီထဲစီပူလာရင်တော့ခုနကထောင်းထားတဲ့ကြက်သွန်ဖြူနီလေးတွေကိုထည့်ပြီးတော့စီသက်ပေးရပါမယ်အယောင်လေးလှဖို့အတွက်အယောင်တင်မှုတ်ရဲ့စနစ်မှုတ်လေးရဲ့ထည့်ပြီးတော့စီသက်ပေးရပါမယ်စီသက်ထားတာလေးတွေမှွေးလာပြီဆိုရင်တော့အရသာအတွက်စားရသာမှုတ်လေးထည့်ပြီးတော့မှွေပေးရပါမယ်ပြီးရင်တော့အရှင်ရတာအတွက်မကြီးရီလေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကြောက်ဥသုံးလုံးကိုဖောက်ပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ရေလေးနဲ့ထည့်ပြီးတော့အဖုံးဖုံးပြီးတော့ချက်ထားပေးရမှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ကြောက်ဥလေးတွေကတစ်ခုနဲ့တစ်ခုကတ်နေတာပေါ့နော်အဲ့တော့မကတ်အောင်လို့ဇုံလေးနဲ့ခွာပေးလိုက်ပါမယ်ပြီးရင်တော့မကတ်နေအောင်လို့ကျွန်တော်ကဒေဝလေးကိုလှုပ်ပေးလိုက်ပါတယ်အခုဆိုရင်တော့ကျွန်တော်ရဲ့ကြောက်ဥဖောက်ချက်ဟင်းလေးရပါပြီခင်ဗျာပြီးရင်တော့အင်္ဂါလေးအတွက်ကျွန်တော်ကပိုးထဲကိုရေလေးထည့်မယ်ကျက်သွန်ဖြူတစ်ပြားရိုက်ထားတာလေးရဲ့ကျက်သွန်နီလေးစိတ်ခွဲထားတာလေးရဲ့ထည့်မယ်ပြီးရင်တော့အရသာအတွက်ငံမြရည်ရသာမုတ်ငရုတ်ကောင်းလေးထည့်ပြီးတော့မှွေပေးလိုက်ပါမယ်ပြီးရင်တော့ပပလှီးထားတဲ့ကော်ပီတုပ်လေးတွေကိုထည့်ပြီးတော့အဖုံးလေးဖုံးပြီးတော့ဟင်းကားရည်လေးချက်ပေးလိုက်ပါမယ်အခုဆိုရင်တော့ကျွန်တော်ရဲ့ငရုတ်ကောင်းနဲ့မှုမွေးလေးနဲ့ကော်ပီတုပ်ဟင်းကားလေးရပါပြီခင်ဗျာပြီးရင်တော့မြင်းခွာရဲတုပ်ပါမယ်မြင်းခွာရဲတုပ်ဖို့အတွက်မြင်းခွာရဲနဲ့ကြက်သွန်စိမ်းလေးတွေကိုပပလှီးထားရပါမယ်ညီပဲဆန်ထောင်းထားတာလေးကိုနှစ်စွန်းထည့်မယ်ပဲမှုတ်တစ်စွန်းကြက်သွန်နီစီချက်လေးရဲ့ငံမြရည်ရတစ်စွန်းရတာမှုတ်ကတစ်စွန်းတမြာဒီလေးတစ်ချမ်းထည့်ပြီးရင်တော့ကျွန်တော်တို့နေပေးလိုက်ပါတော့မယ်အခုလိုနှမ်းဆောင်နေပြီးရင်တော့ကျွန်တော်ရဲ့အရန်စားကောင်းတဲ့မြင်းခွာရဲတုပ်လေးရပါပြီအပေါ်ကနေပြီးတော့ကြက်သွန်မီကျော်လေးတွေဖြူပေးလိုက်ပါမယ်ဒါဆိုရင်တော့မေဖြိုးအတွက်အရင်ရတာရှိတယ်ဟင်းလျာလေးရပြီဆိုတော့ထမင်းစားဖို့အတွက်ပြင်ပေးလိုက်ပါတော့မယ်ကဲအခုဆိုရင်တသားလေးအိပ်ပြီဆိုတော့မေဖြိုးကတော့ဖေဖေချက်ထားပြီးဟင်းလေးနဲ့စားတော့မှာပေါ့နော်ဒီနေ့ကတော့ဖြိုးစားချင်တာလေးတွေပဲချက်ခိုင်းတာဆိုတော့ဖြိုးထမင်းပုတ်မိန်မယ်ထင်တယ်ကြက်ဥဖောက်ချက်လေးဖြိုးချက်ခိုင်းတာကဲကြက်ဥဖောက်ချက်လေးထည့်မယ်ကဲအနှစ်လေးနေလိုက်မှာစီနည်းနည်းများသွားတော့ပေါ့နော်ဒါပေမဲ့ရတာတော့ကောင်းမဲ့ပုံလေးပဲဖဲဖူလေးတွေအရင်ကျွေးဦးမယ်အရင်ခွဲရတော့ကဲဖဲဖူလေးစားကြပါအောင်ရှင်စကားတူတူအကျင့်ပါနဲ့ခလေးအိပ်ပြီဆိုစကားတူတူလေးပဲပြောတာအကျင့်ပါနဲ့တူတူလေးပြောပြစားတော့မပြောစီလေးများပြီမယ်စားကောင်းတာပဲအရတာဖြိုးရကျုံးဆိုရင်ဖောက်ချက်ချက်တာကိုကြိုက်တယ်ရိုးရိုးအဲ့လိုပြုတ်ပြီးချက်တာတဲ့ဖောက်ချက်လေးကိုကြိုက်ဟာကော်ပီတော့ဟင်ကစားကောင်းနေပါဒီကျုပ်ဖောက်ချက်ကိုလေခဲရင်လည်းမဟုတ်ပဲနဲ့မကြီးကြီးလေးပြောချက်ခိုင်းရတာပေါ့နော်โอเคရပါရှိသူကခွဲမွေးထားဆိုတော့ဟင်းလေးပါညှော်နှမ်းနေလုံးလို့မရသေးဆိုတော့စားချင်တာလေးယောက်ျားပူဇာချက်ခိုင်းရတာပေါ့နော်မိနစ်လည်းဆိုပေမဲ့အကောင်လုံးစားအာဟာရပြည့်မှခလေးလည်းအာဟာရရှိမသိတာ
လေးမွေးထားပြီးတဲ့ဝေးရကြမဲ့ပုံမပေါ်ဘူးစားကျင်တာလေးချက်ခိုင်းတာဆိုတော့လေအကုန်စားကောင်းနေရောတော့ကောင်းမြွေတော့လည်းကောင်းကျုပ်ဖောက်ချတော့စီလေးနည်းနည်းများသွားတာပေါ့နော်စီနည်းနည်းချော့ပူစားကောင်းမှာအရသာတော့ရှယ်ပဲဒီနေ့တော့မေမေတို့ထမင်းစားမိန်သွားပြန်ပါပြီမေမေတို့ထမင်းစားမိန်နေတယ်ဆိုလိုက်တော့ချက်စားကြည့်ကြအောင်နော်ဘလို့လေဒီမှာရလိုက်ပါတော့မယ်နောက်တော့ကြောက်လို့ရှိရင်လည်းဖြိုးမျိုးသားဘာကြီးချက်ကြည့်ဖြိုးကဘာကြီးစားပြအောင်လဲဆိုတော့ဆက်လက်ဆက်မကြည့်ဝေးကြပါအောင်ရှင်တက်တာ